အားလုံးပဲမင်္ဂလာပါကျမရဲ့ mind 6 ဆန်ကလေးကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ပေါ့နော်ဒီနေ့ကတော့ပေါ့နော်ဒီပေါ့နော်နံပါတ်2 affirmation လေးကိုကျမတော့လုပ်ပေးသွားခြင်းနဲ့ဒီနေ့ကတော့ပေါ့နော် self plan နဲ့ပို့ပြီးတော့သက်ဆိုင်ပါလိမ့်မယ်ပေါ့နော်အဲ့တော့ပေါ့နော်ဒီ affirmation လေးကိုနားမထောင်ခင်ကိုကလေးလေးဆိုပြီးတော့သတ်မှတ်ပေးရပါမယ်ပေါ့နော်ကိုကလေးငယ်ငယ်လေးကစ조사အားထုတ်နေတာဆိုပြီးတော့မြင်ပေးပါရှင်ကိုလေးကလေးငယ်ငယ်လေးတယောက်လိုပဲကျမကတော့ပြောပြသွားပါမယ်ရှင်ငါဟာငါရဲ့ကလေးလေးကိုဘယ်သူနဲ့မှနိုင်ရှင်မှာမဟုတ်ပါဘူးငါဟာငါရဲ့ကလေးလေးကိုဘယ်သူနဲ့မှမနိုင်ချင်ပါဘာဖြစ်လို့လဲဆိုတော့ဒါဟာငါရဲ့ကလေးလေးကိုစော်ကားရကြလို့ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါဟာငါရဲ့ကလေးလေးရဲ့အရေးချင်းတွေအားလုံးကိုစော်ကားရကြလို့ဖြစ်တယ်ပြီးတော့ဒါဟာငါရဲ့ကလေးလေးကိုလူညွတ်သုံးသွားစေလို့ဖြစ်တယ်ငါဟာငါရဲ့ကလေးလေးကိုအယမ်းချစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ငါဟာဒီလိုမျိုးလုံးဝမဟုတ်ပါဘူးငါဟာငါရဲ့ကလေးလေးကိုအယမ်းချစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ငါရဲ့ကလေးလေးကိုအပြည့်အဝယုံကြည်ပြီးပဲယုံကြည်ထားပါတယ်ငါရဲ့ကလေးလေးဟာသူများလောက်မြန်ချင်မှမြန်ပါလိမ့်မယ်ဒါပေမဲ့ငါရဲ့ကလေးရဲ့လုံနိုင်စွမ်းကိုငါအပြည့်အဝယုံကြည်တာပဲဖြစ်တယ်ငါရဲ့ကလေးလေးဟာနေကောင်းနေပါလိမ့်မယ်ဒါပေမဲ့ရှိလာတဲ့သူ့ရဲ့ progress တိုင်းသူ့ရဲ့အောင်မြင်မှုတည်တည်လေးတိုင်းကိုငါတကယ်ကိုဂုဏ်ယူရပါတယ်ငါရဲ့ကလေးလေးဟာငါရဲ့နှလုံးသားလေးဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့ငါရဲ့ကလေးလေးကိုတခြားတွေနဲ့နိုင်ချင်ပြီးတော့ငါရဲ့ကလေးလေးရဲ့အရေးချင်းတွေကိုငါဖျက်ဆီးမှာမဟုတ်ပါဘူးငါရဲ့ကလေးလေးကိုငါဟာနိုင်ချင်တာမျိုးကိုတော့မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ငါရဲ့ကလေးလေးကိုငါအပြည့်အဝယုံကြည်လို့ဖြစ်တယ်ငါရဲ့ကလေးလေးဟာလမ်းလျှောက်နေတဲ့လူဖြစ်ကောင်းဖြစ်လိမ့်မယ်လမ်းလျှောက်တတ်စာငါရဲ့ကလေးလေးကိုတခြားလူတွေလိုလမ်းမြင်မြန်လျှောက်ဖို့အတွက်ငါဖိအားမပေးပါဘူးငါဟာကောင်းမွန်တဲ့မိမိတယောက်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့ငါရဲ့ကလေးလေးရဲ့အရေးချင်းကိုစိတ်ရှည်ပေးရမှာဖြစ်တယ်ပြီးတော့ငါရဲ့ကလေးလေးကိုလည်းတကယ်စိတ်ချပေးမှာဖြစ်တယ်ငါရဲ့ကလေးလေးလမ်းပိုချောက်လာတာပဲဖြစ်ဖြစ်လေကားတစ်ထစ်တက်နိုင်လာတာပဲဖြစ်ဖြစ်ဒါဟာငါကလေးလေးရဲ့အောင်မြင်မှုပဲဖြစ်တယ်ငါကလေးလေးဟာတကယ်ကိုအရေးရှင်ရှိတော့နေဒီဖြစ်စေညံ့ဒီဖြစ်စေငါကလေးလေးဟာအနာဂတ်မှာပိုပြီးတောက်ပါလာမည်ဖြစ်တော့ငါကလေးလေးဟာအခုချိန်မှာနေနေတယ်ဆိုရင်တော့မှအနာဂတ်မှာပိုပြီးအချိန်အဟုန်နဲ့မြင်မြန်တွားနိုင်မည်ဖြစ်တော့ဒီလိုအချင်းအရာတွေအားလုံးကြောင့်ငါရဲ့ကလေးလေးကိုအပြည့်အဝယုံကြည်ပါတယ်လက်ရှိမှာငါရဲ့ကလေးလေးအယမ်းကိုနေနေတယ်ဆိုတဲ့အရာဟာသူ့ရဲ့ foundation ကိုသူတည်တည်ရှာရှာလေးဘေးလုံနေလို့ဖြစ်တယ်
သူရဲ့ foundation ကိုသူခိုင်မာခိုက်ခန့်အောင်တည်ဆောက်နေလို့ဖြစ်တယ်။ဒါမှပဲငါရဲ့ကလေးလေးအနာဂတ်မှာမြန်မြန်လေးသွားနိုင်မှာဖြစ်တယ်။သူများတွေထက်ပိုပြီးမြန်တဲ့ speed နဲ့ကြီးနိုင်မှာဖြစ်တယ်။ကြီးနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ငါရဲ့ကလေးလေးရဲ့အရေးချင်းဟာတကယ်ကိုယုံကြည်ရတော့တကယ်ကိုငါရဲ့ကလေးလေးဟာတဲနဲ့ရှိတဲ့ဦးတစ်ယောက်ဖြစ်တယ်။ငါဟာငါရဲ့ကလေးလေးကိုအရာအားလုံးတက်ပိုပြီးချစ်ပြီးအရာအားလုံးထက်လည်းပိုပြီးယုံကြည်ပါတယ်။ငါရဲ့ကလေးလေးဟာတကယ်ကိုသူရောက်နေတဲ့အဆင့်တိုင်းမှာငါရဲ့ကလေးလေးဟာဖြည်းဖြည်းချင်းစီသူလုံနေတယ်ဆိုတာယုံကြည်ပါတယ်ပြီးတော့ငါရဲ့ကလေးလေးဟာအယမ်းကိုလိမ္မာတော့အယမ်းကိုထက်မြက်တော့အယမ်းကိုအရေးအချင်းရှိတော့အယမ်းကိုပြေဝတော့အယမ်းကိုတိတတ်လိမ္မာတော့ကလေးလေးတယောက်ဖြစ်တယ်ဆိုတာကိုကျွန်မအပြည့်အဝယုံကြည်ပါတယ်ငါရဲ့ကလေးလေးလုပ်နေတဲ့ process မှာအခက်အခဲတွေရှိမယ်ဆိုတာကိုလည်းမမေ့သိပါတယ်အဲဒါကြောင့်မို့ငါရဲ့ကလေးလေးတစ်ခါလေးကြာရင်လိုရာထပ်ပို့ပြီးတော့သူများတွေထက်နှောင့်နှေးနေခဲ့တဲ့အခါမိမိရဲ့ကလေးလေးကိုအပြည့်အဝယုံကြည်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့မိစိတ်ရှည်ပေးရမယ်မိအချိန်ပေးရမယ်ဆိုတာကိုလေမိအပြည့်အဝနားလည်ပါတယ်ငါရဲ့ကလေးလေးဟာမိအရန်ချစ်ပြီးတော့မိရဲ့နှလုံးသားလေးလည်းဖြစ်တယ်မိရဲ့အသေးဆိုင်လေးလည်းဖြစ်တယ်မိအပြည့်အဝယုံကြည်ရတော့ဒူလေးလည်းဖြစ်တယ်မိရဲ့ကလေးလေးအပြည့်အဝအနာဂတ်မှာအရေးရှင်ချီတော့လိမ္မာရေးရှားချီတော့ကိုယ်ရောစိတ်နှလုံးရောပျော်ရွှင်တဲ့ကလေးလေးဖြစ်နေတဲ့လူတစ်ယောက်ဖြစ်နေမယ်ဆိုတာကိုမိအပြည့်အဝယုံကြည်ပါတယ်ငါရဲ့ကလေးလေးဟာအရေးချင်းရှိပြီလို့စိတ်ရှိနဲ့ကိုယ့်ရဲ့အောင်မြင်မှုစီကိုသွားနေပြီလို့မိကတော့အယံကိုကျေးဇူးတင်ရပါတယ်ကွယ်အားလုံးပဲနားထောင်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်ကိုကလေးလေးတယောက်လိုသဘောထားပြီးတော့အောင်မြင်အောင်ကြိုးစားနေတဲ့ကိုယ့်ရဲ့ကလေးလေးကိုကောင်းကောင်းမွန်မွန်လေးပြန်လဲပြောဆိုပြီးတော့ယုံကြည်မှုပြေဝပေးနေတာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့အားလုံးဟာတကယ်ကိုတခါတလေကြာရင်ကိုယုံကြည်မှုလိုအပ်နေခဲ့တာပဲဖြစ်ပါတယ်ကိုအရေးရှင်းရှိတယ်ဆိုတာကိုအသိအမှတ်ပြုဖို့လိုအပ်နေခဲ့တာမျိုးဖြစ်ပါတယ်ကိုစိတ်ရှည်ပေးဖို့လိုအပ်နေခဲ့တာမျိုးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အနာဂတ်မှာကလေးလေးတယောက်လိုပဲတောက်ပပြီးတော့ကောင်းမွန်ပြီးတော့ချစ်ဖို့ကောင်းပြီးတော့ပျော်ရွှင်နိုင်တော့ကလေးလေးတယောက်ဖြစ်လာနိုင်လို့ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်